တဲရမယ်ဟိုတယ်မာရာရဲ့ resort ကပုံစံလေးပါဘယ်လိုပုံစံမျိုးလေးတွေမိုက်တယ်နော်ဒီရဲ့အစာဦးပုံစံလေးကပို့ပေါ်လှနေရပဲကြည့်အောင်နော်အထက်မြင်လေးနဲ့garden view ပေါ့နော်ကျွန်တော်တို့ရွေးချယ်ထားတဲ့နေရာလေးကတော့ sea view မှာဖြစ်ပါတယ်ခင်ဗျာโอเคကဲโอ้မိုက်ချက်ကဲကြည့်လိုက်ပါဦးဗျာ sea view ကိုโอ้ဒါတော့ကိုအခန်းရှိကိုလုံးချင်းလေးရှိရနေပေါ့နော်လဲမိုက်တယ်သူတို့လောက်ထားတဲ့ပုံစံလေးကနော်အားပါလေးမိုးကာသားဗျာမိုးကာသားနဲ့အတွင်းထဲနေတန်ပိုက်နဲ့လောက်ထားတာမိုက်တယ်နော်ကဲတကားပေါက်ဖွင့်ပြီးမိုက်တယ်ဒါလည်းအပူခံအောင်လို့နော်မိုက်တယ်ကွာလုံးဝကဲမိုက်တယ်ကွာမောပန်းပြေသွားတာပဲနော်ရှန်တို့ပြောတဲ့ secret room ရှိရဲ့ secret room ကဘယ်မှာလဲဆိုတော့ကြတော့ဟောဒီမှာရေချိုးကမ်းပြသွားပြီမိုက်တယ်ကွာ